တွေထဲမှာတဲ့ပိုက်ဆံငွေကြေးတနာအသုံးချပြီးတော့လှူတဲ့အလှူတွေထဲမှာကြောင်းဆောက်ပြီးတော့လှူတာအကောင်းဆုံးတဲ့ဒါပြင်အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်ကဘာလို့ဆိုရင်အေးအဆောက်အဦတွေလှူတဲ့ကုသိုလ်တဲ့ကောင်းတာကတော့မြတ်စွာဘုရားတရားတန်ခါယရဏသုံးပါးကိုကိုယ်ဝစီကတ်တဲ့တရဏဂုံကုသိုလ်ပဲဒါဘာလို့ဆိုဘဝကိုအနှင်းထားတာဘယ်လိုအနှင်းထားတာလဲဆိုဗုဒ္ဓသရဏံကိစ္စပြီးဆိုရင်ဘုရားရဲ့အဆုံးအမတိုင်းနေပါမယ်ဓမ္မသရဏံကိစ္စပြီးဘုရားဟောတဲ့တရားတိုင်းကျင့်သုံးပါမယ်သံဃာသရဏံကိစ္စပြီးကုသိုလ်ကောင်းမှုသံဃာတွေနဲ့လုပ်ပါမယ်ဆိုဒီသုံးခုပဲနော်အဲ့ဒီတရဏဂုံဆောက်တည်တဲ့ကုသိုလ်ကခုနကဝိကျေတနာအကုန်ကြခံဆောက်လှူတဲ့အလှူတဲ့မြတ်တယ်တဲ့တခါအဲ့ဒီတရဏဂုံဆောက်တည်တဲ့ပုံမြတ်ဖို့ရအတွက်ကျတော့ကိုချင်းသီလကိုထိမ့်သိမ့်ပါ၅ပါးသီလအဲ့ဒီတဲ့ကောင်းတာရှိသေးလားလို့ဆိုရှိတယ်မေတ္တာပွားပါအဲ့တော့မေတ္တာပွားတယ်ဆိုတဲ့အခါမှာယောက်ျားဆိုရင်ကိုယ့်ရဲ့အမျိုးသားတန်ငယ်ချင်းအမျိုးသမီးဆိုရင်လည်းအမျိုးသမီးတန်ငယ်ချင်းမိတ်ဆွေတွေကိုကြည့်ပြီးတော့သူ့ဘဝအဆင်ပြေပါစေချမ်းသာပါစေပြုံးရှင်ရေမောနိုင်ပါစေလို့သူ့ကိုအာရုံပြုပြီးတော့မေတ္တာပွားပြီးရင်အဲ့ဒီမေတ္တာလေးကိုအခြေခံပြီးတော့ရက်ွက်တဲ့ရှိတဲ့လူတွေမြို့ထဲရှိတဲ့လူတွေဒေသမှာရှိတဲ့လူတွေတနိုင်ငံလုံးတစ်ကမ္ဘာလုံးကိုပြန့်ပွားအောင်လုပ်ပြီးအဲ့ဒီမေတ္တာတရားကတော့ခုနကတရဏဂုံသီလတဲ့ဘုဒ္ဓမိုးကြီးတယ်တဲ့သူကဒါပြင်အဲ့ဒီတဲ့တန်မိုးကြီးတဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်ဘာလို့ဆိုရင်လောကကြီးမှာဘယ်အရာမှမမြဲဘူးအလုံးဟာတခဏသာဖြစ်တယ်ထာဝရဆိုတာမရှိဘူးဖြစ်ပြီးရင်ပြတ်သွားမှာပဲဆိုတဲ့အသိဉာဏ်ကိုအခြေခံတဲ့ဝိပဿနာဉာဏ်အဲ့ဒီဝိပဿနာတရားတော့လုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးအမြင့်ဆုံးကုသိုလ်ဖြစ်တယ်တဲ့ဒါကဝေလမသုတ်တံမှာဟောတယ်နော်အဲ့ဒါတွေကိုပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားကအေးလူသက်တမ်းဟာလွန်တူတောင်းတယ်ခမဏီယောတံ္ပရာယောမင်းတို့နောက်ဘဝဆိုတာရောက်အောင်မှာကတ္တဗံကုသလံဒါကြောင့်မို့ကုသိုလ်လုပ်ပါစရိတဗံပြမစရိယအကျင့်မြတ်ကိုကောင်းတဲ့အမှုအကျင့်တွေကိုကျင့်သုံးပါလို့ဒီလိုတိုက်တွန်းနှိုးဆော်တဲ့ထဲမှာအားလုံးအမြင့်ဆုံးကုသိုလ်ကိုလုပ်ချင်တဲ့ဆိုရင်ဝိပဿနာတရားကိုကြိုးစားအထောက်ဖို့လုပ်ကြရမှာဖြစ်တယ်တဲ့ဝိပဿနာတရားသိတာလေနိဗ္ဗာန်နဲ့အနည်းဆုံးဝိပဿနာလုံးမှမက်ဖို့ဆိုတာတွေ့မယ်မက်ဖို့တွေ့မှနိဗ္ဗာန်ဆိုတာမြင်မယ်ဒီတိုင်းကတော့နိဗ္ဗာန်ဆိုတာမြင်မှာမဟုတ်ဘူးအဲ့တော့မှန်းစာပဲကြည့်လို့ရတယ်အဲ့တော့မက်ဖို့နိဗ္ဗာန်ရဖို့